တကယ်လို့ကျွန်တော်သိပြီဆိုပါစို့အိမ်လေပြောင်းမြန်ဝဲမပေးပါနဲ့ကန့်လန်ကြီးမကြိုက်လို့ခြေထောက်တွေလည်းကြိုးတွေစီးမထားပါနဲ့ကျွန်တော်လွတ်လွတ်လပ်လပ်ရှောက်လန်းပေးရစေရေလည်းမချိုးပေးပါနဲ့တသက်လုံးဖုံးသမျှတေကာမှပေါ်ဆိုသလိုဟိုလူကိုင်းဒီလူထိနဲ့ခံစားလို့မရအမွေးနဲ့သားတွေလည်းမလုပ်ပါနဲ့မသားပါဆိုမှတော့ယွန်ရှာဆက်ဆုပ်ပဲဖြစ်နေပါစေရေအိုးလည်းမခွဲပါနဲ့ဗျာရေအိုးတစ်လုံးရဖို့မလွယ်ကူပါဘူးတရဏဂုံလည်းမတင်ပါနဲ့နေတိုင်းတော့ဖျားစစ်တရားစစ်တန်ဃာစစ်ကိုနှလုံးသားနဲ့ယုံကြည်တက်ဝင်နေလို့မျက်နှာကိုလည်းအုံးရည်တွေမလောင်းပါနဲ့အုံတီဖို့ကုန်မဲ့ငွေမရှိနွမ်းပါသူတယောက်ကိုလှူလိုက်ပန်းထည့်ပေးမယ်ဆိုလဲနှင်းစီပန်းလွင်တခြားပန်းတွေလာမထည့်ပါနဲ့စားမြိန်တုံလည်းထည့်မပေးပါနဲ့မစားနိုင်တော့တဲ့အလောင်းကောင်အတွက်ကမ္ဘာစားနဲ့ရိတ်ခါတဲ့လူတယောက်ရဲ့တနက်စာစားမဲ့နေတဲ့လူတွေကိုလှူလိုက်ပါကူလိုက်ပါဗဇက်ထဲလည်းအကျွေစည်းတွေပါလေလာမထည့်ပါနဲ့မလိုအပ်ပါဘူးဟန်ဆောင်ပြီးလဲမငုံနဲ့စောစောသွားတော့စောစောနေရတာပေါ့ရှင်တန်ချိန်မှာဘလောက်တန်ဖို့ထားခဲ့လို့တေလွန်ချိန်ကြောင့်မှ